ဒီအကြောင်းလေးမပြောလို့နေမလို့ပဲသိလားဥထားမလို့ဒါပေမဲ့အခုတော့ပြောလိုက်ပြီမနေနိုင်တော့လို့ဘာလို့ဆိုတော့ထိုင်းကိုသွားပြီးဟွာအင်းတို့ဖူးခတ်တို့ပတ်တရားတို့ပဲသွားရတဲ့လူတွေကိုပြောချင်တာလေဒီကော့ချန်းဆွဲကျွန်းကိုလည်းသွားကြည့်လိုက်ကြအောင်သူကလေထိုင်းမှာတတိယအကြီးဆုံးကျွန်းစင်ကျွန်းလို့လည်းခေါ်ဘာကိုကြိုက်တာလဲဆိုတော့အဲ့မှာကိုကားကိုအဲ့ဒီသင်္ဘောကြီးနဲ့တည်ပြီးတော့သွားရတာကိုကြိုက်တာကိုလိုပဲသွားကြတဲ့သူတွေလည်းအများကြီးပဲပြီးတော့လေထိုင်း local စစ်စစ်တွေများရယ်နော်မြန်မာတွေလုံးဝမရှိဘူးပြီးတော့ကျွန်းပေါ်မှာလုံးဝဈေးပေါ်တယ်အစားအစာအရာကောင်းလာပါကြီးရဲ့ဆိုရဲဟိုတယ်တွေတောင်မှလေတညကိုဘတ်တစ်ထောင်ကျော်လေးပဲပေးရအဲ့တော့ကားမရှိရင်သွားလို့အဆင်မပြေဘူးလားဆိုတော့ပြေတယ်အေးဒါပေမဲ့ကားရှိမှပိုအဆင်ပြေကျွန်းပေါ်မှာတနေရာနဲ့တနေရာသွားရတာကားရှိရင်ပို့ပြီးတော့အဆင်ပြေကားမရှိဘူးဆိုရင်လည်းကျွန်းပေါ်ရောက်တဲ့ဆိုဆိုင်ကယ်မောင်းတဲ့ဆိုင်ကယ်လေးတော့ငှားလိုက်တော့အဓိကဘာကိုကြိုက်တာလဲဆိုတော့အရန်ကိုရှင်းတဲ့လူလုံးဝလူမလျှော့ဘူးပြီးတော့ရေးစွာလေးကြည်ကြတစ်ပေါက်ရှမ်းတောက်ကွာအဲ့တော့လေဘာလို့အောင်ဖူးခတ်မှာသွားပြီးဈေးကြီးပေးပြီးတော့ရေရလည်းမကြည့်ဘူးကွာအဖြူတွေနဲ့လည်းရှုပ်ချက်တွေခက်အရာအလုံးဈေးကြီးနေနေရကိုသွားတော့မှာအေးဆေးဆေးရှိပြီးတော့အရန်ကို privacy sensor ကိုလူတွေပဲရှိရဲ့ကျွန်းမှာပဲသွားပြီးတော့အနားယူတော့မှာဘာမဟုတ်ဘူးလားဘာလို့ဆိုတော့စဉ်းစားကြည့်လေကျွန်းမော်တွေကိုသွားရဲဆိုတော့အနားယူခြင်းလို့ချေးလို့ခြင်းလို့ကိုကြိုက်တဲ့ဘီကနီကိုဝတ်ပြီးဓာတ်ပုံရိုက်ခြင်းလို့ပြီးတော့သွားရလာရေးလမ်းခီရတယ်အရန်ဆင်ပြေရောပဲသူ့မှာနေရာအများကြီးရှိရကွာအဲ့ဒီကျွန်းရဲ့ဟိုဘက်တောင်ဒီဘက်တောင်ရှေ့တောင်နောက်တောင်အဲ့ဒီထဲမှာကိုကြည်တဲ့နေရာလေးတွေကိုတေချာရွေးပြီးတော့တဲပါဆွေတို့ကတော့လေကော့ချန်ကလစ် resort ဆိုတဲ့နေရာမှာတဲတညောင်မှာဘတ်ထောင်300ဝန်းကျင်ပဲရှိရသေးကြည်ချက်လှချက်ဆိုတာလေးကြည့်လိုက်ပါအိုးပကြီးကားလေးအတိုင်းပဲကွာဒီအဲ့တော့အမကြီးကားတယ်ဝါရဘယ်လောက်ပေးရလဲဆိုကားတယ်ကဘတ်120ပဲပေးရအရန်ကိုအစားစားရအဆင်ပြေပြီး 100% satisfy ဖြစ်တဲ့နေရာလေးမဟုတ်လို့အားလုံးဥမထားတော့ပဲ share ပေးလိုက်တာဖြစ်ပါတယ်အဲ့တော့ထိုင်းကိုရောက်နေပြီဆိုလို့ရှိရင်ဒီကော့ချန်ကျွန်းကိုရောက်ဖြစ်အောင်တောက်သွားဖို့တော့ recommend လုပ်ပါလမ်းခရီးကလည်းမြင်းတဲ့အတိုင်းပဲဖြူးဖြောင်းပြီးဂျိုင်းတစ်ခုတောင်မရှိ